ဒီဘလူးပြောတာဟို high check ကလေးကိုပြောတာထင်တယ်နော်တန်ကြီးတက်နေလို့တဲ့ဆွေးမနေဘူးဆိုလို့ရှိရင်3000လောက်များဖြစ်မလားတဲ့အကိုကျွန်တော်ဘက်ကမယ်ဒီတော်အမိတ်ဆွေတွေရောဒီအားလုံးရောကျွန်တော်ပြပြမယ်နော်ဒီကျွန်တော်တို့ဒီ660 high check တွေကိုတွားပြီးအထင်မသေးပါနဲ့နော်အထင်မသေးပါနဲ့ကျွန်တော်အခုစီးနေဒီ elephant နဲ့ဒီ elephant နဲ့တော့မှတဲမလဲတဲ့ high check တွေရှိတယ်ဒီ elephant ကျွန်တော်စီးနေတဲ့ elephant နဲ့တော့တဲလဲလို့ကျွန်တော်မရဘူးကျွန်တော်အလိုက်ပေးရမယ်ဆိုတဲ့ high check တွေရှိရနော် high check တွေခင်ဗျားတို့ဘာမှတ်နေလို့လဲ high check တွေကိုဘာမှတ်နေလို့လဲသွားပြီးတော့မရှုပ်နဲ့နော်ဘာလို့ high check တွေကဈေးကြီးနေရတယ်ဆိုတဲ့အကြောင်းရင်းကျွန်တော်ပြောပြမယ်ခင်ဗျားတို့နားထောင်ကြည့်လိုက်နော်ဒီကျွန်တော်တို့မြန်မာနိုင်ငံမှာလောဆယ် permit တွေပိတ်ထားတယ်နော် SKD ပုံစံမျိုးနဲ့တွင်းမယ်ဆိုရင်လည်းဒီ high check တို့ဘာလို့ကတွင်းလို့မရဘူးနော်ကျွန်တော်ပြောချင်တာဒီကျွန်တော် AC ကားဆိုတာအခုလက်ရှိဟိုတရုတ်တွေ brand တွေအစ်စ်ဝင်တယ်နောက်ပြီး SKD CKD တွေအများကြီးဝင်တယ်ဒီ high check မှာမဝင်ဘူးနော်နောက်ထပ်မဝင်ဘူးအဲ့ဒါကြောင့်မလို့ high check တွေကဈေးကောင်းနေတာပါနော်အကိုတို့ပြောတာလည်းမှန်ပါတယ်ဒါတကယ်တမ်းဒီကားတွေကဒီဈေးကလုံးဝမဖြစ်တင်ဘူးခုနကကျွန်တော်ပြောသလိုပေါ့နော်ဒီဈေးနဲ့လုံးဝမမိန်ဘူးကိုဗျာပေးရတဲ့ပတ်စံနဲ့ပြန်ရတဲ့ quality မတန်ဘူးလို့ထင်ရတယ်ပေါ့နော်ဒါပဲသိလို့သူ့နေရာနဲ့သူမှာ high check ဆိုမှ high check ဆိုတဲ့လူတွေကလည်းရှိတယ်ကျွန်တော်ပြောချင်တာသိလားအဲ့လိုလူမျိုးတွေဆိုလို့ရှိရင်အခုခုနကကျွန်တော်ပြောဆိုဒီကျွန်တော်အစည်းနေတဲ့ခုဒီ Aravan နဲ့တော့မလဲလို့မရတဲ့ကားရှိတယ်နောက်ရကျွန်တော်ဗီဒီယိုရိုက်ပြမယ်နော်3200ခေါ်ထားတယ် high check ကို3200ခေါ်ထားတယ်ရုပ်ပြောင်းစက်ရုပ် auto နဲ့2015နော်ရိုက်ပြမယ်နောက်ရ3200ခေါ်ထားတယ်နော် high check ကို3200ခေါ်ထားတယ်ကျွန်တော်ပြောချင်တာဗျာဒီကျွန်တော်တက်တော့မိတ်ဆွေတွေတိတာဗျာနည်းနည်းလေးပဲတိတာကျွန်တော်ပြောချင်တာ high check ကိုသွားပြီးမရှုပ်လို့မရဘူး high check ကိုသွားရှုပ်လို့မရဘူးနော်လက်ရှိခင်ဗျားတို့ high check ကိုခုနကျွန်တော်ပြောသလိုပေါ့မှန်တယ်အခုခုနဟိုနေ့ကကျွန်တော်တင်ရောက်လိုက်တဲ့ auto နော် auto 2017ကိုဟိုကျွန်တော်850ပြောထားတယ်ကျွန်တော်ကားလည်းမဟုတ်ပါဘူးကျွန်တော်မိတ်ဆွေကားပေါ့နော်မရောင်းရလည်းဘာမှပြဿနာမရှိဘူးဒါပြောချင်တာဟိုပြောချင်တာဟို850နဲ့ပုံစံတူကားကိုကျွန်တော်ခင်ဗျားတို့450နဲ့ရအောင်ဝယ်ပေးလို့ရတယ်450နဲ့ရအောင်ဝယ်လို့ရတယ်ဟမ်မတူဘူးကျွန်တော်ဒီ TikTok မိတ်ဆွေကိုအမြဲတမ်းကျွန်တော်ပြောတယ်5ချက်တန်တဲ့ကားဒီ5ချက်တန် connection မှရှိမယ်100တန်တဲ့ကားဒီ100တန် connection ရှိမယ်အဲ့တော့သူ့နေရာနဲ့သူ connection လေးတွေကွာလို့ဒီသူတို့ရောင်းတဲ့ owner တွေကလည်းသူတို့ဈေးခေါ်ထားတာဖြစ်ပါတယ်ဒါခုနပြောသလိုဒီလိုမျိုးတွေမှန်နေလို့လည်းအကျိုးမရှိဘူးပေါ့နော်ကျွန်တော်ပြောချင်တာဒါ comment အောက်မှာလည်းမှန်နေကြတာပေါ့နော်ဈေးများတယ်ဘာညာစမာကလာပေါ့ဒါပြောပါပြောလို့လည်းရပါတယ်စိတ်လည်းမစိုးပါဘူးမှန်နေတော့ဒါပြောပြတာပေါ့နော်ဟိုတိတိုက်တဲ့ခါလေးတွေကိုရှင်းပြတာပါ high check ကိုအထင်မသေးပါနဲ့ကျွန်တော်ကဒါခုမှလာဒါအိမ်စီးကားတွေကိုကျွန်တော်ရောင်းလာတာဒီဟိုလွန်ခဲ့တဲ့2014လောက်ကဆိုကျွန်တော်ကဒီခွေးဘလူး